ဆေယာစုရဲ့အကြီးကျယ်ခန္ဓာဆောင်သောခရစ်ယာန်တူလို့သတ်မှတ်ခြင်းခံရတဲ့ကဘာကျော်ဧဝံဂေလိဆရာကြီးဘီလီဂရေဟမ်ရဲ့မိဖြစ်တဲ့ထူလီယန်ဆိုတဲ့ပုဂ္ဂိုလ်က2015ခုနှစ်မှာသူနဲ့သူ့ရဲ့ဇနီးတဲ့ကြားထဲမှာအပြန်အလှန်သစ္စာမဲ့ဖောက်ပြန်မှုတွေဖြစ်ပေါ်ခဲ့တယ်ဆိုပြီးတော့ဝန်ခံခဲ့ရပြီးတော့နောက်ဆုံးမှာသူတို့လင်မယားကွာရှင်းပြည့်စဲသွားတယ်သူလည်းပဲအမှုတော်လုပ်ငန်းကနေရက်နာလိုက်ရတယ်အမှုတော်လုပ်ငန်းလည်းဆုံးရှုံးလိုက်ရတယ်မိသားစုဘဝလည်းဆုံးရှုံးလိုက်ရတယ်ဆိုပြီးတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒီနေ့မှာကျွန်တော်ဘာကိုပြောပြချင်လဲဆိုတော့အိမ်ထောင်မိသားစုဘဝဆိုတဲ့အကြောင်းအရာလေးကိုဖော်ပြချင်တယ်2026ကိုကျွန်တော်ဖြတ်သန်းတဲ့အခါမှာကျွန်တော်ရဲ့မိသားစုကိုလည်းကျွန်တော်ဂရုစိုက်တတ်ဖို့ကျွန်တော်ရဲ့အိမ်သူအိမ်သားတွေကိုလည်းကျွန်တော်တို့ကဂရုစိုက်တတ်ဖို့ရအတွက်ပြင်ဆင်ရအောင်လို့ကျွန်တော်ခွန်အားပေးခြင်းဂျူလီယန်ဘဲလာဆိုတော့လည်းမဟုတ်ပါဘူးဆရာကြီးဘီလီဂရဟမ်ရဲ့သားတူဖြစ်တဲ့ Franklin Graham နဲ့သူ့ရဲ့သမီးတူဖြစ်တဲ့ Ruth ဆိုတဲ့သူတို့နှစ်ယောက်ကလည်းပဲသူတို့ရဲ့ဒီလူငယ်ဘဝမှာသူတို့တော်တော်လေးဆိုးသွမ်းခဲ့တယ်လို့ကျွန်တော်တွေ့ရတယ်အဖေဖြစ်တဲ့ဧဝံဂေလိဆရာကြီးကလူပေါင်းများစွာကိုခရစ်တော်နဲ့မိတ်ဆက်ပေးတဲ့ဧဝံဂေလိလုပ်ငန်းကိုလှုပ်ဆောင်နေတဲ့အချိန်မှာသားတို့သမီးတို့ကလော်ကီအပျော်ပါးတွေထဲမှာအရက်သေးစားတွေထဲမှာမူယူပြီးတော့နစ်မွန်းနေခဲ့တယ်လို့ပြောတယ်အဲ့တော့နောက်ပိုင်းမှာတော့သူတို့အသက်တာပြောင်းလဲသွားပြီးတော့ Franklin Graham ဆိုလည်းပဲအဖေရဲ့ခြေရာကိုပြန်နှင်းပြီးတော့အမှုတော်မြတ်ထဲမှာအဖေ need to ဧဝံဂေလိဆရာကြီးတစ်ပါးဖြစ်လာခဲ့တာဒါပေမဲ့အဲ့ဒီအချိန်မတိုင်ခင်မှာတော့သူ့ရဲ့ဟိုးအစောပိုင်းလူငယ်ဘဝကတော့ခုနလိုလမ်းမထဲမှာပျက်စီးပြီးတော့အပြစ်တရားထဲမှာနှိမ့်မွန်းနေခဲ့တယ်အဲ့တော့ဒီနှစ်ထဲမှာ2026ကိုကျွန်တော်ဝင်လာတဲ့အခါမှာကျွန်တော်ရဲ့မိသားစုကိုလည်းကျွန်တော်ဂရုစိုက်ဖို့ရအတွက်ကျွန်တော်ဖော်ပြခြင်းတယ်မိသားစုကိုကျွန်တော်ဂရုစိုက်ဖို့ဆိုရင်ကျွန်တော်တို့အိမ်ထောင်ကျွန်တော်မိသားစုကိုရှုမြင်တဲ့အမြင်ကျွန်တော်ပြောင်းလဲရမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ပုံမှန်ကျွန်တော်တို့ဟာမိသားစုကိုတည်ဆောက်နေတယ်မိသားစုဘဝသွားလာနေတယ်လှုပ်ဆောင်နေတယ်ဆိုတဲ့အမြင်မျိုးနဲ့ကျွန်တော်မမြင်ဘဲနဲ့မိသားစုကိုအမြင်၃ခုနဲ့ကျွန်တော်မြင်ကြည့်အောင်နံပါတ်1အမြင်ကတော့ပါလဲဆိုရင်အိမ်ထောင်မိသားစုဒီ family life ဒီ battlefield ဖြစ်တယ်စစ်မြေပြင်ဖြစ်တယ်လို့ကျွန်တော်ရှုမြင်ဖို့လိုအပ်တယ်နံပါတ်2ကတော့မိသားစုဘဝဒီ mission field သာသနာကွင်းဖြစ်တယ်လို့ကျွန်တော်ရှုမြင်ဖို့လိုအပ်တယ်နံပါတ်3ကတော့မိသားစုဘဝဒီ training field လေ့ကျင့်ရာကွင်းတစ်ခုဖြစ်တယ်လို့ကျွန်တော်ရှုမြင်ဖို့အရေးကြီးတယ်အဲ့တော့ဒီဗီဒီယိုမှာတော့မိသားစုဘဝဒီ battlefield စစ်မြေပြင်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဖော်ပြလေ့လာတော့မှာဖြစ်တယ်နောက်ဗီဒီယိုတွေမှာနောက်ထပ်ခေါင်းစဉ်ကိုကျွန်တော်လေ့လာတော့မှာဖြစ်တယ်စာလံ120ခွန်အပိုက်ငယ်3ကနေ5ကိုကျွန်တော်ဖတ်တဲ့အခါမှာဖွားမြင်သောသားသမီးတို့သည်ထာဝရဘုရားဆုချ၍ပေးသနာတော်မူသောအမွေဥစ္စာဖြစ်ကြ၏အသက်ပြိုစဉ်ဖွားမြင်သောသားသမီးတို့သည်သူရဲ့လက်၌ရှိသောမြားကဲ့သို့ဖြစ်ကြ၏မိမိမြားတောင်ကိုသူတို့နှင့်ပြည့်စေသောသူသည်မင်္ဂလာရှိ၏သူတို့သည်ရှက်ကြောက်ခြင်းမရှိရန်သူတို့ကိုတကားဝ၌စီးတားကြလိမ့်မည်လို့ဖော်ပြတယ်အဲ့တော့ဒီကျမ်းစကားကသားသမီးတွေကိုစက္ကတ်တဲ့အချိန်မှာကျွန်တော်တို့အများအားဖတ်လို့ရှိတဲ့စကားကျမ်းစကားတစ်ခုဖြစ်တယ်ဒီထဲမှာနောက်ဆုံးသောစာကြောင်းကိုကျွန်တော်သတိထားစေချင်တယ်ရန်သူတို့ကိုတကားဝ၌စီးတားကြလိမ့်မည်လို့ကျမ်းစာကဖော်ပြတယ်အဲ့တော့ဒီကျမ်းပိုက်ကကျွန်တော်တို့ကိုဘာဖော်ပြလဲဆိုရင်အိမ်ထောင်တိုင်းမိသားစုတိုင်းမှာရန်သူလာတက်တယ်နော်လို့ကျွန်တော်တို့ဖော်ပြတာဖြစ်တယ်ရန်သူမိသားစုထဲမှာရှိတဲ့ပျော်ရွှင်ခြင်းတွေမိသားစုရဲ့ဝမ်းမြောက်ခြင်းတွေမိသားစုရဲ့စီးလုံးခြင်းတွေညီညွတ်ခြင်းတွေမိသားစုရဲ့ကောင်းချီးမင်္ဂလာတွေကိုဖျက်ဆီးပစ်မဲ့ရန်သူလာတက်တယ်လို့ဖော်ပြအဲ့တော့ကျွန်တော်တို့တွေဟာရန်သူကိုစီးတားဖို့ရအတွက်လိုအပ်တယ်လို့တမန်ကျမ်းစာကဖော်ပြတယ်။အဲ့ပြဿနာပါလဲဆိုတော့ကျွန်တော်တို့ဟာရန်သူကိုစီးတားဖို့ရထက်ရန်သူကိုစီးကြိုတဲ့အရာတွေကိုကျွန်တော်လှုပ်ဆောင်ပြီးသွားတတ်တယ်။စီးတားရမယ့်အစားစီးကြိုပြီးသွားတယ်။မိသားစုရဲ့ဝမ်းမြောက်ခြင်းကိုဖျက်ဆီးမဲ့အရာကိုစီးတားရမယ့်အစားအဲ့ဒါကိုတွားပြီးတော့စီးကြိုလိုက်တယ်။ဒါမျိုးဖြစ်သွားတယ်။မိသားစုရဲ့ညီသက်ခြင်းမိသားစုရဲ့စီးလုံးမှုအဲ့ဒီအရာကိုဖျက်ဆီးမဲ့နှောက်ယှက်မဲ့အရာကိုစီးတားရမယ့်အစားစီးကြိုတဲ့အတူတွေကျွန်တော်ဖြစ်သွားတတ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့မိသားစုကိုကျွန်တော်တို့ဟာဂရုစိုက်ဖို့ရအတွက်အရေးကြီးတယ်။ကျွန်တော်မိသားစုထဲမှာဘုရားသခင်ရဲ့အလိုတော်နဲ့မညီတဲ့အိမ်ထောင်မိသားစုဖြစ်လာအောင်ဘုရားသခင်အလိုတော်လမ်းတဲ့ကနေလွဲချော်ထွက်သွားအောင်တမန်တရားထက်အခြားသောအရာတွေမှာပို့ပြီးတော့အလှုပ်ရှုပ်နေအောင်ကျွန်တော်တို့မိသားစုတစ်ခုလုံးကိုမှွေနှောက်သွားမဲ့အရာပေါင်းများစွာကနေရာအသီးသီးကနေလာတတ်တယ်။သားသမီးတွေစီကနေလာတတ်တယ်။ဇနီးမောင်နှံတွေစီကနေလာတတ်တယ်။ဆွေမျိုးသားချင်းတွေစီကနေလာတတ်တယ်။အိမ်သားနီးချင်းပတ်ဝန်းကျင်တွေလာတတ်တယ်။လုပ်ငန်းခွင်တွေကနေလာတတ်တယ်။လောကရန်တရားလို့ခေါ်တဲ့နော်ကျွန်တော်တို့မျောလင့်မထားတဲ့အရာတွေဖြစ်လာတာမျောလင့်ထားတဲ့အတိုင်းဖြစ်မလာတဲ့အရာတွေအားဖြင့်လာတတ်တယ်
တော့ကဏ္ဍအသီးသီးနေရာအသီးသီးကနေမိသားစုကိုလာပြီးတော့နှောက်ယှက်မဲ့ရန်သူတွေကလာတိုက်ခိုက်မှာဖြစ်တော့ကြောင့်ကျွန်တော်တို့မိသားစုဒီစစ်မြေပြင်တစ်ခုဖြစ်တယ် battlefield တစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ကရှုမြင်ဖို့ရပါတယ်ကျွန်တော်တို့ရဲ့ battlefield မှာရန်သူကကိုယ့်ရဲ့သားသမီးလည်းမဟုတ်ဘူးကိုယ့်ရဲ့မိဘလည်းမဟုတ်ဘူးဆွေမျိုးတွေလည်းမဟုတ်ဘူးဇနီးမောင်နှံတွေလည်းမဟုတ်ဘူး battlefield မှာတကယ်ရန်သူကအဲ့ဒီနားလည်မှုကွဲလွဲစေအောင်အထင်လွဲမှားစေအောင်တယောက်ကိုတယောက်မုန်းတီးအောင်တယောက်ကိုတယောက်နာကြည့်အောင်တယောက်ကိုတယောက်ခွင့်မလွတ်နိုင်အောင်တယောက်ကိုတယောက်အမျက်မပြေဖြစ်အောင်နောက်ွယ်ကနေလှုပ်ဆောင်နေတဲ့စာတန်မနတ်ရဲ့ပယောဂတွေကိုကျွန်တော်မြင်တတ်ဖို့ရကျွန်တော်အရေးကြီးတယ်ကျွန်တော်တို့ရဲ့ယံသူဟာအသွေးသားရှိတဲ့ယံသူမဟုတ်ဘဲနဲ့အနောက်မှာရှိတဲ့စာတန်မနတ်ကဒီမိသားစုထဲမှာဒီလိုအတွေးခေါ်တယ်ဒီလိုခံစားချက်တွေဒီလိုအကဲဖြတ်သုံးသပ်ချက်တွေဒီလိုအထင်အမြင်တွေနဲ့ကျွန်တော်မိသားစုဘဝတစ်ခုလုံးကိုဖျက်ဆီးဖို့ရတဲ့သူစ조사နေတယ်ဆိုတော့ကျွန်တော်နားလေတက်ရင်သဘောပေါက်တတ်ရင်ဒီအရာကိုကျွန်တော်ပိုရထိထိရောက်ရောက်နဲ့မှန်မှန်ကန်ကန်နဲ့ကျွန်တော်ဖြေရှင်းနိုင်မယ်လို့ကျွန်တော်နားလေရတယ်မိသားစုရဲ့စစ်မြေပြင်ကိုကျွန်တော်တို့အကောင်းဆုံးတိုက်ပွဲဝင်ဖို့ရအတွက်လက်နက်တစ်ခုကတော့ပါလဲဆိုရင်မိသားစုတစ်ခုအတူတူကဆုတောင်းကြခြင်းဖြစ်တယ်အချင်းယူပြီးတော့ဆုတောင်းကြခြင်းဖြစ်တယ်အလှင့်စလို့ကျွန်တော်ဆုတောင်းကြခြင်းမဟုတ်ဘူးညစဉ်မိသားစုအတူတူကဝတ်ပြုဆုတောင်းခြင်းမိသားစုတွေတယောက်ကိုတယောက်ကောင်းချီးပေးခြင်းတနေ့တာလှုပ်ဆောင်တဲ့အရာတွေအားလုံးကိုပြန်လည်ပြီးသုံးသပ်ခြင်းဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းခြင်းတယောက်ကိုတယောက်ကောင်းချီးပေးခြင်းတယောက်ကိုတယောက်ခွင့်လွှတ်ဖို့ရတောင်းပန်ခြင်းတောင်းခံခြင်းတယောက်ကိုတယောက်ခွင့်လွှတ်ဖို့ရအတွက်နှလုံးသားကိုပြင်ဆင်ထားခြင်းဒီအရာဟာအရေးအကြီးဆုံးသောအရာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ရဲ့မိသားစုကိုလည်းကျွန်တော်ဒီနှစ်ထဲမှာပို၍ဂရုစိုက်ပြီးတော့အသက်တာကိုတည်ဆောက်ရအောင်မိသားစုဟာ family ဟာ battlefield ဖြစ်တယ်ဆိုတာကိုဘယ်တော့မှစစ်မြေပြင်ဖြစ်တယ်ဆိုတာကိုဘယ်တော့မှမမေ့ကြပါစို့နဲ့ဆိုတဲ့အရာလေးအားဖြင့်ခွာပေးချင်တယ်ဘုရားကောင်းချီးပေးပါ